တပတ်စာမွေးခွေ29ရက်နေ့ကစပြီးတော့29 28 29 30 31ရက်နေ့မွေးခွေနော်လူမွေးခွေတင်ပေးလိုက်မယ်3လုံးနဲ့မွေးခွေနော်အများတို့လည်းပတ်စံလေး9000မတတ်နိုင်ကြဘူးနဲ့တို့လည်းကဲဆင်းရဲဒုက္ခတွေကင်းဝေးကြပါသည်နှစ်ခွန်လေးအခွေတပတ်စာအခွေနှစ်ခွန်လေးမွေးအခွေအဲ့3လုံးနဲ့မွေးခွေလိုက်နော်ကျွန်တော်စီလာယူမယ်လာမယူရင်ကျွန်တော်တင်ပေးမယ်စေနာတန်ဟလားဒီတစ်ပတ်တော့တင်ပေးလိုက်မယ်5ထိတ်နဲ့5950နှစ်ကွက်ထဲနော်အများတို့စေနာတန်တင်ပေးလိုက်ပြီကျုပ်ကိုတော့ဘာမှပေးစရာမလိုလိုက်နဲ့လက်မလေးနှိပ်မယ်စကိုက်ပါလေးနှိပ်မယ်ဒါပဲလိုချင်တော့အများတို့ရဲ့စေတနာကို